ပိုက်ဆန်နဲ့လူချင်းတာမှန်သမျှဝယ်လို့ရတဲ့ဘဝမျိုးကိုတစ်ခါလောက်စိတ်ကူးကြည့်ဘူးလားဒီနေ့မှာတော့အရာအလုံးကိုပိုင်ဆိုင်ထားပုံရတဲ့ကောင်းကလေးတယောက်ရဲ့ဇာတ်လမ်းကိုကြည့်ရင်လည်းတကယ်တန်ဖိုးအကြီးဆုံးအရာတွေဟာငွေနဲ့ဝယ်လို့မရဘူးဆိုတဲ့အကြောင်းကိုလေ့လာတော့ကြပါမယ်ဒါကလူတိုင်းလူလိုကိုပြန်မိဖူးကြတဲ့မိခွန်းတစ်ခုပါပိုင်ဆိုင်မှုတွေကတကယ်ကိုပျော်ရွှင်ခြင်းမှုကိုပြီးနိုင်ရဲ့လားဒါမှမဟုတ်တခြားຢာတွေကပို့ပြီးတော့အရေးကြီးနေမလားရရှိရဲ့ဇာတ်လမ်းကဒီမိခွန်းတော့အဖြစ်တစ်ခုပေးပါလိမ့်မယ်ကဲရစ်ဂျီရဲ့ကပါတဲ့ကိုဝင်ကြည့်လိုက်ကြရအောင်သူ့ဘဝကရွှေနဲ့လှုပ်ထားတဲ့လောင်အိမ်တစ်ခုနဲ့တူနေပါတယ်အပြင်ကကြည့်ရင်တော့တောက်ပြောင်ပြီးရာအားလုံးပြည့်စုံနေပုံရပေမဲ့အထဲမှာတော့သူတယောက်တည်းတကယ်ကိုအထီးကျန်နေခဲ့ရတာပါဟုတ်ပါတယ်ဒေါ်လာဘီလီယံ90ပါဒီမမကတော်ယုံတန်ယုံနိုင်ငံငယ်လေးတစ်နိုင်ငံရဲ့ဘတ်ဂျက်ထက်တောင်များနေပါသေးတယ်ဒါပေမဲ့အဲ့ဒီငွေတွေအားလုံးနဲ့တောင်မှတကယ်ချင်းအစ်စ်အမှန်တယောက်ကိုတော့ဝယ်လို့မရခဲ့ပါဘူးအဲ့ဒါကပဲသူ့ဘဝရဲ့အကြီးမားဆုံးဟာကွက်ကြီးဖြစ်နေခဲ့တာပေါ့ဒီမှာကြည့်လိုက်ရင်ရှင်းရှင်းလင်းလင်းမြင်နိုင်ပါပဲတစ်ဖက်မှာသူ့မှာကိုမိုင်ရိုလာကိုစတာရှိတယ်အိမ်ထဲမှာမက်ဒေါနယ်ဆိုင်အောင်ရှိနေတာဒါပေမဲ့နောက်တစ်ဖက်မှာသူတကယ်လိုအပ်နေတာကတငယ်ချင်းစစ်တွေနဲ့တာမန်ကလေးတယောက်လိုပျော်ရွှင်ခွင့်မှာပဲဒီလိုမြင်ကွင်းမျိုးကိုစဉ်းစားကြည့်ပါအခြေကြီးဖြစ်နေတဲ့ထမင်းစားကန်းထဲမှာသူ့တယောက်သေးကိုမိဘနဲ့တွေ့ဖို့တောင်ရက်ချင်းယူရတဲ့သူ့ဘဝမှာအမြဲတမ်းရှိနေပေတဲ့တူဦးသေးဘောအဖေကတော့အင်နိုထင်းကက်ဘရီပဲဖြစ်ပါတယ်ကြွယ်ဝမှုရဲ့နောက်ွယ်ကအထီးကျန်မှုပေါ့ဒါပေမဲ့တနေ့မှာတော့သူ့ကဘာတကူလုံးကိုပြောင်းလဲသွားစေမဲ့အဖြစ်တစ်ခုဖြစ်လာခဲ့ပါတယ်တာမန်ကလေးတစုနဲ့တွေ့ဆုံလိုက်ရတဲ့အခိုက်အတန့်လေးကသူ့ဘဝမှာတကယ်တမ်းဘာတွေပြောင်းဆုံးနေလဲဆိုတာကိုစပြီးမြင်လာစေခဲ့တာပါသူကလိုချင်တာအကုန်ရနေတာပဲတကယ်မိတ်မှာပဲဆိုပြီးတော့ဒါကအပြင်ကဘာကသူ့ကိုမြင်တဲ့အမြင်မှာသူ့ရဲ့စီးစိမ်တွေကိုပဲအားလုံးကမြင်ကြတယ်ဒါပေမဲ့သူတကယ်လိုချင်နေတာကပစ္စည်းဥစ္စာတွေမဟုတ်ပဲအဲ့ဒီကလေးတွေလိုမျိုးတငယ်ချင်းတွေနဲ့အတူတူပျော်ပျော်ပါပါကစားခွင့်ဆိုတာကိုတော့ဘယ်သူမှမသိခဲ့ကြပါဘူးဒီတော့သူငယ်ချင်းဖွဲ့ဖို့စူးစမ်းပါတယ်ဒါပေမဲ့သူတည်တဲ့တခုတည်းသောနီလန်းဖြစ်တဲ့ပိတ်ဆံကိုပဲသုံးမိခဲ့တယ်ဒါပေမဲ့တကယ်မိတ်ဆွေဖွဲ့ခြင်းဆိုတာငွေနဲ့ဝယ်လို့မရဘူးဆိုတာကိုသူကောင်းကောင်းရေးတင်ယူရတော့မှာပါတငယ်ချင်းအဆက်အမှန်ရဲ့တံပိုးကိုစာပြီးနားလဲလာတဲ့အချိန်မှာပဲသူ့ရဲ့လုံခြုံနေတဲ့ကဘာကြီးတစ်ခုလုံးပြိုလဲကျလာခဲ့ပါတယ်လိုဘကြီးတဲ့လှုပ်ချမှုတစ်ခုကသူ့မိဘတွေကိုပြစ်မှတ်ထားလာပြီးသူ့ကိုပါအန်တရာကြားတဲ့လဲတွန်းပို့လိုက်ပါတယ်ဒီဇလန်ရဲ့ဗီလိန်ကတော့ Rich မိသားစုရဲ့လူမှုအကျိုးပြုလုပ်ငန်းတွေကိုအမျက်မထက်ဘူးလို့သတ်မှတ်ပြီးကုမ္ပဏီတစ်ခုလုံးကိုလောဘအတွက်သိမ်းပိုက်ဖို့ကြံစည်သူပါပဲဒါဟာတစ်ဖက်မှာရှိတဲ့စာနာမှုနဲ့နောက်တစ်ဖက်ကလောဘတို့ရဲ့တိုက်ပွဲတစ်ခုပါပဲအဖြစ်အပျက်တွေကတကယ်ကိုမြန်ဆန်လုံးမှာပါပဲမိဘတွေပြောင်းဆုံးသွားတယ်အားကိုရတဲ့အိမ်တော်ထင်းကလည်းအဖမ်းခံလိုက်ရတယ်မက်ဆီတမိတ်အတွင်းမှာပဲရီချီဟာသူ့ရဲ့အကျယ်ကြီးဖြစ်နေတဲ့အိမ်ကြီးထဲမှာတယောက်တည်းအားကိုရမယ်ဖြစ်သွားခဲ့ရပါတယ်သူ့ရဲ့ခမ်းနားတဲ့အိမ်ကြီးပါအခုတော့သူ့အတွက်ထောင်တစ်ခုလို့ထူသွားပါပြီသူ့ရဲ့လွတ်လပ်မှုအလုံးဆုံးရှုံးသွားပြီးရန်သူတွေရဲ့စောင့်ကြည့်မှုအောက်မှာအကျဉ်းသားတယောက်လိုနေထိုင်နေရတဲ့ဘဝကိုရောက်သွားခဲ့ပါတယ်အရာအလုံးဆုံးရှုံးသွားပြီလို့ထင်ရတဲ့အချိန်မှာပဲရီချီဟာသူ့ဘဝရဲ့တန်ဖိုးအရှိဆုံးပိုက်ဆိုင်မှုအသစ်ကိုရှာတွေ့ခဲ့ပါတယ်အဲ့ဒါကတော့ပိုက်ဆက်မဟုတ်ပါဘူးတငယ်ချင်းစစ်တွေရဲ့စွမ်းအားပါပဲသူတို့ရဲ့အကူအညီနဲ့သူပြန်လဲတိုက်ပွဲဝင်ရတော့မှာပါဒီတစ်ခါမှာတော့သူတို့ရဲ့လက်နက်တွေကပိတ်ဆန်မဟုတ်တော့ပါဘူးဉာဏ်ပညာတီထွင်ဖန်တီးမှုနဲ့ဒီလိုထူးထူးဆန်းဆန်းကိရိယာလေးတွေကပဲသူတို့ရဲ့အကြီးမားဆုံးအားသာချက်ဖြစ်လာခဲ့ပါတယ်ဒီကန်ဆန်ရဲ့အစီအစဉ်ကတယောက်တည်းလုံးလို့မရပါဘူးတကယ်ချင်းတယောက်ချင်းစီရဲ့တတိနဲ့ဉာဏ်ပညာတွေပေါင်းဆက်လိုက်တဲ့အခါမှာတော့အင်အားကြီးတဲ့လုံခြုံရေးအဖွဲ့ကိုအံ့အားသင့်စရာနီလန်တွေနဲ့ရင်ဆိုင်ခဲ့ကြပါတယ်ဒါဟာတကယ်တင်းဝတ်ပါပဲအဲ့ဒီအချိန်မှာပဲတိုက်ပွဲရဲ့အတေးပလေကပိုပြီးကြီးမားသွားပါတယ်ဒါဟာကုမ္ပဏီကိုပြန်ရောက်ဖို့အတွက်တိုက်ပွဲမဟုတ်တော့ပဲသူမိဘရဲ့အသက်ကိုကယ်တင်ဖို့အတွက်ဖြစ်လာခဲ့တာပါဒီဇက်လန်ရဲ့အထုအထည်ကတော့လူတိုင်းမျှော်လင့်နေတဲ့ Rich မိသားစုရဲ့ဗန္ဒာတိုက်စီကိုဦးတည်သွားပါတယ်။အဲ့ဒီနေရာမှာပဲတကယ်ကျွဲဝမှုရှူတာပါလဲဆိုတဲ့အဖြစ်ကိုကျွန်တော်တို့အားလုံးရှာတွေ့သွားမှာပါ။ဇက်လန်ရဲ့နောက်ဆုံးတိုက်ပွဲကတန်တရာရီလာ Rich ဗန္ဒာတိုက်တောင်တလုံးပေါ်က area မျက်နှာပုံပန်းပူကြီးစီမှာထစ်ပွားခဲ့ပါတယ်။ဒါပေမဲ့အထဲမှာစောင့်ကြိုနေတဲ့အရာက Wellington ထားလို့မျိုးတော့မဟုတ်ခဲ့ပါဘူး။အားလုံးအံ့အားသင့်သွားပါပြီ။ဗန္ဒာတိုက်ကိုဖွင့်လိုက်ကြည့်အခါမှာရွှေတွေငွေတွေရတနာတွေမရှိခဲ့ပါဘူးရှိနေတာကခလေးဘဝကတက်ဖုံလေးအယုကလေးတွေနဲ့တန်ဖိုးဖြတ်လို့မရတဲ့မိသားစုအမတ်တရားတွေပါသူတို့ရဲ့တက်ကက်ပန်တာဆိုတာကအတူတကွဖြတ်တန်းခဲ့တဲ့အချိန်လေးဖြစ်ကြောင်းဒီနေရာမှာတက်တည်ပြသွားပါပြီဒီနောက်ဆုံးတိုက်ပွဲမှာ Rich မိသားစုဟာအရင်ကလိုအချင်းစရာကြီးနဲ့တွေ့ဆုံနေတာမျိုးမဟုတ်တော့ပဲတသားတဲ့ပူပေါင်းပြီး
သူတို့ရဲ့အိမ်နဲ့ဘဝကိုပြန်လည်ရယူဖို့တိုက်ပွဲဝင်ခဲ့ကြပါတယ်။ဒါဟာသူတို့ရဲ့တကယ်မိသားစုနောင်ကျိုးကိုပြန်လည်ရှာတွေ့လိုက်ကြပါပဲ။ဒီစကားကဇလန်တစ်ခုလုံးရဲ့အနစ်ချုပ်ပါပဲ။မိဘတွေကသူတို့သားအတွက်တကယ်လိုအပ်တာကပိုများတဲ့ငွေကြေးတွေမဟုတ်ပဲမိတ်ဆွေသူငယ်ချင်းတွေဆိုတာကိုနောက်ဆုံးမှာတော့နားလည်သွားခဲ့ကြပါတယ်။ အဆုံးသတ်မှာတော့ Richie ဟာရှေလောင်အိမ်ထဲကအထီးကျန်ကောင်လေးမဟုတ်တော့ပါဘူး။သူဟာသူ့ရဲ့ကြွယ်ဝမှုနဲ့တာမန်ဘဝရဲ့ပျော်ရွှင်မှုတွေကိုမျှတအောင်နေထိုင်တတ်သွားပြီးတကယ်ကိုချမ်းသာတဲ့ကလေးတစ်ယောက်ဖြစ်လာခဲ့ပါပြီ ဒီဇလန်လေးကိုအစုံမတက်ခင်မှာစဉ်းစားကြည့်ရမေခွန်းလေးတစ်ခုခြံထားခဲ့ခြင်းပါတယ်။ Rich မိသားစုရဲ့ဘန်ဒါတိုက်ကအမတ်တရားတွေဖြစ်ခဲ့တယ်လို့ကိုဘွားရဲ့တန်ဖိုးအထားဆုံးဘန်ဒါတိုက်ထဲမှာတော့ဘာတွေရှိနေမလဲ